Daily Voice မြန်မာရဲ့ပရိသတ်များရှင်လန်းချမ်းမြေ့ကြပါစေ။ဇန်နဝါရီလ19ရက်တင်းလာနေ့နနက်ခင်းနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ။ကျွန်တော်စံလိုက်ထွန်းပါ။ကရင်ပြည်ဂျာကာလာအုပ်ချုပ်ရေးကောင်စီ REC တရားရေးဌာနအောက်ရှိအကျဉ်းထောင်နှစ်မှစစ်သုံးမှန်းအကျဉ်းသား80ခန့်မနေ့ကလက်နက်ကိုလက်နဲ့အတူမနက်အစောပိုင်းမှာထွက်ပြေးသွားကြောင်းREC အတွင်းရေးမှူးနှင့်ကိုပညာထံကသတင်းရရှိပါတယ်။အကျဉ်းသားက2မျိုးတော့ရှိတယ်။အများစုကတော့စစ်ကောင်စီရဲ့တုံ့ပန်းတွေနဲ့ပြည်သူတချို့ရှိတယ်။တချို့မွေးရစေဝါအမှုလေးတွေပေါ့။အခု80လောက်ကတကယ်ကိုစစ်သုံးပန်းတွေအများစုဖြစ်တယ်။ထောင်ဝန်ထမ်း2ယောက်ပါသွားတယ်။အငယ်တန်းတွေရိုးရိုးအဆောင်ပါပဲ။အဲ့ဒီတော့ထွက်ပြေးသွားသူတွေနဲ့အတူတကွပါသွားတယ်လို့ပြောရမှာပေါ့လို့ကိုပညာကပြောပါတယ်။ထောင်ဝန်ထမ်းတွေကိုတက်ဖြတ်ခြင်းမရှိတော့လေရိုက်နှက်ပြီးချုံနှောင်ထားခဲ့ကြောင်းထွက်ပြေးသူများနဲ့ပါသွားတဲ့ထောင်ဝန်ထမ်း2ဦးဟာလွန်ခဲ့တဲ့2နှစ်ကျော်ကစစ်ကောမရှင်လက်အောက်ခံရဲတပ်ဖွဲ့ဝင်များဖြစ်ခဲ့ပြီးဥပဒေအရပြစ်ဒဏ်များခံယူပြီးနောက်ထောင်ဝန်ထမ်းအနေဖြင့်ပြန်လည်တာဝန်ပေးထားသူတွေဖြစ်တယ်လို့သိရပါတယ်။လက်ရှိကဒေါ်လာရေးကာလလည်းဖြစ်တယ်။နောက်ထောင်ကိုလည်းနိုင်ငံတကာအဆင့်မီအုပ်တိုင်းနဲ့တတိုင်းနဲ့ဆောက်လို့မရသေးဘူး။ဆောက်ခဲ့မယ်ဆိုရင်စစ်ကောင်စီဘုံကျဲခဲ့တဲ့အတွေ့အကြုံတွေရှိတယ်။အဲ့ဒီလိုမျိုးမဖြစ်ရလေအောင်ကျွန်တော်တို့ကအတော်အသင့်အခိုင်အခန့်လောက်ပဲစောက်ထားတယ်။စစ်သုံးမှန်းများတာကတကြောင်ပြီးတော့ညဘက်မှာဖောက်ထွက်ပြီးတော့မှတိုက်ခိုက်ခဲ့တဲ့အတွက်ဝန်ထမ်းအင်အားနေတာကြောင့်အခုလိုမျိုးထွက်ပြေးလွတ်မြောက်သွားတဲ့ပုံစံမျိုးဖြစ်ပါတယ်လို့ကိုပညာကဆိုပါတယ်။လက်ရှိအချိန်မှာတပ်ဆိုင်ရာတော်လှန်ရေးအဖွဲ့များနဲ့ပူးပေါင်းပြီးထွက်ပြေးသွားသူများပြန်လည်ဖမ်းဆီးနိုင်ရင်လှုပ်ဆောင်နေသလိုအခြေအနေများပြန်ထိန်းချုပ်ရေးအတွက်စီစဉ်ဆောင်ရွက်လျက်ရှိတယ်လို့ REC ထံကသိရပါတယ်။အများပြည်သူလုံခြုံရေးအတွက်တပ်ဆိုင်ရာတော်လှန်ရေးတပ်ဖွဲ့များကရင်ပြည်ရဲဌာနခွဲတပ်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးအဖွဲ့တို့မှတပြေးညီသတင်းအချက်အလက်ပေးပို့မှုများပြုလုပ်သွားမည်ဖြစ်ပြီးလုံခြုံရေးအစီအစဉ်များလည်းချမှတ်ဆောင်ရွက်နေပြီလို့ REC ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။စကိုင်းတိုင်းကောလင်းမြို့နယ်အရှိချမ်းတွင်တိုက်ပွဲဖြစ်ပွားပြီးတော်လှန်ရေးတပ်ဖွဲ့ဝင်10ဦးကြာဆုံးကပြည်သူမျိုးကိုလည်းစစ်တပ်ကဖမ်းဆီးနှိပ်စက်တပ်ဖြတ်သွားကြောင်းဒေသတော်လှန်ရေးသတင်းရင်းမြစ်ထံကသတင်းရရှိပါတယ်။ဇန်နဝါရီလ16ရက်နေ့နက်ပိုင်းကကောလင်းမြို့နယ်အရှိချမ်းချင်းပစ်ပုံကျေးရွာကိုပြစ်ခတ်ဝင်ရောက်လာတဲ့စစ်တပ်စစ်ကြောင်းကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကပြစ်ခတ်တိုက်ခိုက်ခဲ့ရာတောင်ပေါ်ကျေးရွာကိုဆက်လက်ဝင်ရောက်လာစဉ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကခုခံတိုက်ခိုက်ရာမှအပြန်အလှန်ပြစ်ခတ်တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ကြောင်းသိရှိရပါတယ်။ရဲဘော်10ဦးကြားတဲ့ဝင်းသူမျိုးနဲ့ပကဖရဲဘော်9ဦးကကာကင်းလုပ်နေတာမိပြီးတပ်ဖြတ်ခံရတာပါ။ကျန်တဲ့3ဦးကချင်းပစ်ပုံစည်းမှာထိတ်တိုက်ပစ်ကြရင်ကြာဆုံးတာပြီးတော့ပြည်သူအမျိုးသား2ဦးကိုလည်းနှိပ်စက်တပ်ဖြတ်သွားတယ်။အလောင်းရထားတဲ့ဒေသခံမဟုတ်ဘူး။ပြည်သူကတော့ပြည်သူပါပဲ။ဘယ်ကလဲတော့မသိရသေးဘူးလို့ဒေသတော်လှန်ရေးသတင်းရင်းမြစ်ကပြောပါတယ်။အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာဝင်းသူမျိုးအခြေစိုက်ခမာယာ111နဲ့ခမာယာ123တရင်တို့မှာပူးပေါင်းထားတဲ့စစ်ကြောင်းဖြစ်ပြီးဇန်နဝါရီလ15ရက်နေ့ကဝင်းသူမြို့နယ်ညောင်မင်းသားကျေးရွာညောင်ကိုင်းကျေးရွာတို့မှတဆင့်ကောလင်းမြို့နယ်ချင်းပစ်ပုံကျေးရွာတောင်မော်ကျေးရွာတို့ကိုဝင်ရောက်လာခြင်းဖြစ်ကြောင်းသိရပါတယ်။တော်လှန်ရေးတပ်ဖွဲ့များနဲ့တိုက်ပွဲဖြစ်ပွားပြီးနောက်စစ်တပ်စစ်ကြောင်းဟာတောင်မော်ကျေးရွာသို့ဝင်ရောက်ခါညအိတ်စခန်းချခဲ့ပြီးအနီးနားပတ်ဝန်းကျင်ကိုလက်နက်ကြီးများဖြင့်ရန်တမ်းပစ်ခတ်ခဲ့ကြောင်းသိရပါတယ်။စစ်တပ်ကစစ်ကြောင်းထိုးရလမ်းကြောင်းတစ်လျှောက်ရှိပြည်သူများကိုပြစ်ခတ်တပ်ဖြတ်ခဲ့ရမှာမြေနီကျေးရွာနေအမျိုးသားတဦးတေဆုံးခဲ့ကြောင်းဒါအပြင်ဆိုင်ငယ်ပြင်ဆိုင်တစ်ဆိုင်နဲ့အချုပ်ဆိုင်တစ်ဆိုင်တို့ကိုလည်းစစ်သားများကမီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရပါတယ်။ဇန်နဝါရီလ18ရက်နေ့မှာအဲ့ဒီအကြမ်းဖက်စစ်ကြောင်းဟာတောင်မော်ကျေးရွာတောင်ရိုးအရှိဘက်ရှိဒေသအခေါ်တောင်ညိုကြီးတို့ရောက်ရှိနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ကချင်ပြည်နယ်မွန်းချင်းမြို့နယ်အောင်တပြေရက်ကွက်တွင်အုပ်ချုပ်ရေးမှူးနော်လာရဲတပ်ဖွဲ့နဲ့ရိုမတ်တစ်စားတောက်ဆိုင်ပိုင်ရှင်အကျဲခေါ်တရုတ်မတို့ပူးပေါင်းပြီးမွေးရစေဝါနဲ့လောင်းကစားစင်တာများဖွင့်လှစ်နေကြောင်းမွန်းချင်းမြို့နယ်ပြည်သူတွေထံကသတင်းရရှိပါတယ်။ကချင်ပြည်နယ်မွန်းချင်းခရိုင်မွန်းချင်းမြို့အောင်တပြေရက်ကွက်အများပြည်သူအသုံးပြုသည့်ပြည်သူအားကစားဘောလုံးကွင်းဘေးကက်လျက်တွင်ဖွင့်လှစ်ထားတဲ့ရိုမတ်တစ်စားတောက်ဆိုင်မှာလောင်းကစားမျိုးစုံဝိုင်း20ကျော်နဲ့မွေးရစေဝါမျိုးစုံရောင်းဝယ်ဖောက်ကားမှုများလှုပ်ဆောင်လျက်ရှိကြောင်းအဆိုပါမွေးရစေဝါနဲ့လောင်းကစားစင်တာမှာအောင်တပြေရက်ကွက်အုပ်ချုပ်ရေးမှူးနော်လာနဲ့ရဲတပ်ဖွဲ့တို့ကပါပူးပေါင်းပါဝင်ကြောင်းသိရှိရပါတယ်။တနေ့ကိုလူငယ်100ကျော်ကနေ200နီးပါးပွဲတော်ကြီးလိုစီကားနေတာအဓိကရိုမတ်တစ်စားသောက်ဆိုင်ပိုင်ရှင်အကျဲခေါ်တရုတ်မနဲ့ညွန့်လူတို့က
အောင်တပြေရက်ကွက်အုပ်ချုပ်ရေးမှူးဦးနော်လာနဲ့ပူးပေါင်းဖွင့်လှစ်ကြတာဘယ်သူမှလည်းမဖမ်းဘူးရဲတွေကလည်းလိုင်းကျေးယူထားတယ်လို့မြို့ကန်တအူးကပြောပါတယ်အဆိုပါလောင်းကစားနဲ့မိုးရေစေဝါစင်တာများဖွင့်လှစ်ရန်အတွက်လိုင်းကျေးအဖြစ်တလားလင်ငွေကျပ်330ဆက်ကြေးပေးရကြောင်းမိုးညင်းမြို့လေကောင်တာစီရက်ကွက်တန်လန်းအကျော်ရွှေကချင်ကားဂိတ်အနီး A3 အမည်ဖြင့်လဲလောင်းကစားနဲ့မိုးရင်စေဝါများနှစ်ရှည်လများစွာဖွင့်လှစ်နေကြောင်းသိရှိရပါတယ်။မိုးရင်စေဝါနဲ့လောင်းကစားရုံတွေဖွင့်လှစ်တဲ့အတွက်မိုးညင်းမြို့မှာနေညမရှောင်ခိုးဆိုးလူနိုင်မှုတွေပေါ်လာတယ်။လူငယ်တွေအချင်းစာရိတ္တပြက်ပြားလာတယ်။မိုးရင်စေဝါမျိုးစုံရောင်းချသုံးဆွဲသူတွေပေါ်များလာသလိုကျောင်းသားကျောင်းသူတွေအချင်းစာရိတ္တပျက်စီးလာတယ်။လက်နက်ကင်အဖွဲ့အစည်းမျိုးစုံဝင်းထက်သွားလာနေတော့အားလုံးကိုကြောက်နေရတယ်လို့မိုးချင်းမြို့မှာကျောင်းသားမိဘတို့ကပြောပါတယ်။အဆိုပါလောင်းကစားနဲ့မိုးရင်စေဝါစင်တာများရုံများကိုအေးအေးယူပေးရန်တိုင်ကြားတော်လဲထိရောက်တဲ့အေးအေးယူမှုမရှိဘဲဆက်လက်ဖွင့်လှစ်နေကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာမကွေးတိုင်းတောင်တွင်းချင်းမြို့နယ်တွင်တော်လန်ရေးတပ်ဖွဲ့များရဲ့သတင်းကိုလိုက်လံစုံစမ်းနေသောစစ်တပ်တောက်တိုင်ဆိုးလိုင်ကိုပြစ်ခတ်တိုက်ခိုက်ရာတေဆုံးခဲ့ကြောင်းမကွေးတောင်တွင်းကြီးအထူးပြောက်ကြားတပ်ဖွဲ့မှတာဝန်ခံကိုချောင်ဖုံးထံကသတင်းရရှိပါတယ်ဇန်နဝါရီလ18ရက်နေ့နံနက်ပိုင်းတောင်တွင်းကြီးမြို့နယ်တစ်ခုတ်ကွင်းရွာတွင်နေထိုင်သောစစ်တပ်တောက်တိုင်ဆိုးလိုင်သည်တော်လန်ရေးတပ်ဖွဲ့ရဲ့သတင်းကိုလိုက်လံစုံစမ်းနေစဉ်ရွာချင်းဆက်လမ်းပိုင်းတနေရာ၌ပြစ်ခတ်တိုက်ခိုက်ခဲ့ရာပွဲချင်းပြီးတေဆုံးခဲ့ကြောင်းသိရပါတယ်။တိုက်ခိုက်မှုတွင်တေဆုံးခဲ့တဲ့ဆိုးလိုင်ကိုတော်လန်ရေးတပ်ဖွဲ့များကစစ်တပ်ထံသတင်းပေးခြင်းမပြုလုပ်ရန်တွားရောက်တွေ့ဆုံ၍အကြိမ်ကြိမ်သတိပေးပြောဆိုခဲ့တော်လဲလိုက်နာခြင်းမရှိကြောင်းကြေးရွာနေပြည်သူများကိုလည်းစစ်တပ်ခေါ်၍ဖမ်းဆီးခိုင်းမယ်လို့ချင်းချောက်ခြင်းများလှုံ့ဆော်နေကြောင်းသတင်းရရှိပါတယ်။ဆိုးလိုင်ကတော်လန်ရေးအဖွဲ့အစည်းတွေရှိရာနေမြေကိုစစ်ခွေးတွေကိုသတင်းပေးတယ်။ပြည်သူတွေကိုလည်းချင်းချောက်တယ်။စစ်ခွေးရဲတွေကိုသတင်းပေးတိုင်ကြတာတော်လန်ရေးအဖွဲ့အစည်းများကိုထောက်ပံ့တယ်လို့နဲ့သတင်းပေးလုပ်နေတဲ့စစ်တပ်တောက်တိုင်တွေကိုလည်းကျွန်တော်တို့ဆက်လက်တိုက်ခိုက်သွားမယ်လို့မကွေးတောင်တွင်းကြီးအထူးပြောက်ကြားတပ်ဖွဲ့တာဝန်ခံကိုချောင်ဖုံးကပြောဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကိုမကွေးတောင်တွင်းကြီးအထူးပြောက်ကြားတပ်ဖွဲ့နဲ့နဂါမင်းတပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းတောင်တွင်းကြီးမြို့နယ်အတွင်းရှိစစ်တပ်သတင်းပေးဒလန်များပြူစောထီးများအနေဖြင့်အကြမ်းဖက်စစ်တပ်ထံသို့သတင်းပေးတိုင်ကြားခြင်းစစ်တပ်အားကိုဖြင့်ပြည်သူများအပေါ်ငွေကြေးများအတင်းအဓမ္မကောက်ခံခြင်းနဲ့စစ်တပ်မှပြုလုပ်သောအတုရောင်ရွေးကောက်ပွဲတွင်ပါဝင်ပတ်သက်မည်ဆိုပါကအချိန်မရွေးပြစ်ခတ်တိုက်ခိုက်သွားမည်ဖြစ်ကြောင်းကိုချောင်ဖုံးကဆက်လက်ပြောဆိုထားကြောင်းသတင်းရရှိပါရခင်ဗျာ။စကိုင်းတိုင်းကလေးမြို့တွင်စစ်ကော်မရှင်ကစစ်မှုထမ်းအတွက်လူငယ်များဖမ်းဆီးမှုကိုယခု2026ခုနှစ်ဇန်နဝါရီလဒုတိယအပတ်မှစတင်ကအရှိန်မြင့်လှုပ်ဆောင်နေကြောင်းဒေသခံတွေထံကသတင်းရရှိပါရယ်။ကလေးမြို့ပေါ်နဲ့အနီးအနားကျေးရွာတစ်ဝိုက်ကိုဇန်နဝါရီလအတွင်းမှစ၍စစ်မှုထမ်းအပတ်စဉ်21အတွက်လူစုဆောင်ရာရခင်ကထက်ပုံမမြန်ဆန်သည့်ဒီလန်းများအသုံးပြုနေပြီးဖမ်းဆီးမှုများလည်းပိုများလာတယ်လို့ဆိုပါတယ်။ရခင်ကစစ်မှုထမ်းအတွက်အဖမ်းခံရသူများကိုကလေးမျိုးစုပေါင်းရုံးတွင်ထားပြီးထိုမှတဆင်စစ်စစ်ချင်းများပြုလုပ်ရာရင်းအချိန်တွင်ဆက်ဆက်ပတ်သက်သူများကိုချင်းကပ်ပြီးငွေပေး၍ရွေးနှုတ်ခဲ့ကြောင်းယခုအချိန်တွင်ဖမ်းဆီးရမိသူများကိုစုပေါင်းရုံးတွင်နိုင်ပိုင်းများသာထားပြီးကလေးမျိုးမြောက်ပိုင်းမော်လိုက်ကလေးထောင်သားရှိစခန်းကြီးရွာလေးကျင်းရင်အမှတ်30သို့ပို့ကြောင်းဒေသခံတွေထံကသိရပါတယ်။ထိုမှတဆင်လေရင်ဖြင့်အခြားနေရာရှိလေးကျင်းရေးများစခန်းများသို့ရပ်ပိုင်းတွင်ပို့ဆောင်ကာအခြားဒေသမှဖမ်းဆီးလာသူများကိုလည်းစခန်းကြီးရွာအမှတ်30လေးကျင်းရေးတွင်တင်နန်းပေးလျက်ရှိကြောင်းသိရပါတယ်။ဖမ်းဆီးမှုပုံစံများမှာလည်းရခင်ကစစ်ကော်မရှင်တပ်သားများကအင်အားအနှဲငယ်ဖြင့်ဖမ်းဆီးတော်လဲယခုအချိန်တွင်အရက်ဝတ်ဖြင့်ပြူစောထီအဖွဲ့ဝင်များရဲရွာလုံခြုံရေးဆိုတဲ့ယူနီဖောင်းအပြာဝတ်များနဲ့ရဲတပ်ဖွဲ့စုစုပေါင်းအင်အား20ခန့်မှာမြို့ပေါ်နေရာအနှံ့လှည့်လည်ဖမ်းဆီးနေခြင်းဖြစ်ကြောင်းသိရပါတယ်။ဒါအပြင်ရက်ကွက်များအတွင်းသို့ညအချိန်တွင်အဲစင်းစစ်သည့်ပုံစံဖြင့်အောင်သစ္စာရက်ကွက်အမှတ်3နဲ့5အတွင်းသို့တိန်တဆင်းရှာဖွေခဲ့ကြောင်းသတင်းရရှိပါရခင်ဗျာ။မကွေးရခိုင်အဆက်အမ်ပဒန်လမ်းပေါ်ရှိရိတ်ခါပြတ်တောက်ခံထားရတဲ့နေရီကန်ဗျူဟာကုန်းကစစ်ကော်မရှင်တပ်သားတွေဟာအာရခတပ်တော် AA ရဲ့စနိုက်ပါကိုကြောက်ပြီးညအချိန်မှာရိတ်ခါထုတ်တွေကိုကောက်ယူနေကြရတယ်လို့သတင်းရရှိပါတယ်။စစ်ကောင်စီတပ်သားတွေနေခင်းဆိုလှုပ်တောင်မလှုပ်ရဲဘူး။ထွက်လဲမထွက်ရဲလှုပ်တာနဲ့ AA ဘက်ကပြစ်တာမထိတာခက်ရှားရှားရိတ်ခါထုတ်တွေတောင်ညမှထွက်ကောက်တာမျိုးလို့စစ်ရေးသတင်းအမြင့်တူကပြောပါတယ်။နေရီကန်ကိုတော့ AA နဲ့တော်လိုင်းရေးတပ်ဖွဲ့တွေကဝိုင်းဝန်းပိတ်ဆို့ထားပြီးနှစ်ဖက်လက်နက်ကြီးတွေနဲ့အပြန်အလှန်ပစ်ခတ်မှုတွေရှိနေသလို AA ကတော့စနိုက်ပါနဲ့ပစ်ခတ်မှုတွေရှိနေတယ်လို့ဆိုပါတယ်။ဗိုလ်ကြီးစင်ရောရဲ့စစ်ရေးသုံးသက်ချက်ထဲမှာတော့မကွေးတိုင်းနေရီကန်စစ်မျက်နှာကြီးအဓိကကွန်မန်းစင်တာဖြစ်တဲ့မဆခ905
အမြောက်စစ်စင်ရေးကိုကဲမှုဌာနချုပ်အတွင်းကနေခြေလင်းစစ်ကြောင်းငယ်တချို့နေလုံညရုပ်စနစ်ဖြင့်ဝင်းကျင်တဝိုက်ဖြန့်ကျက်လှုပ်ရှားလာတာကိုတွေ့နေရတယ်လို့ဆိုပါတယ်။နက်ရီကန်ရိုးပေါ်ကိုဒရုန်းနဲ့ကင်းထောက်မှုတွေကိုလည်းပြုလုပ်လျက်ရှိပြီးစီတာရွာတဝိုက်မှာအင်အား90ခန့်ရှိတဲ့စစ်ကြောင်းတစ်ကြောင်းကင်းမုံဝစ်လှုပ်ရှားအခြေပြုနေတာကိုတွေ့ရတယ်လို့ဗိုလ်ကြီးစင်ရော်ရဲ့စစ်ရေးသုံးသက်ချက်မှာရေးသားဖော်ပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့မှာပြီးခဲ့တဲ့ဇန်နဝါရီလဒုတိယပတ်ကစလို့မြန်မာနိုင်ငံသားဖမ်းဆီးခံရမှုတွေဇက်တိုက်ရှိနေပြီးတပတ်အတွင်းအယောက်60ထက်မနည်းဖမ်းဆီးခံထားရတယ်လို့တပ်ခရိုင်လူဝင်မှုကြီးကြပ်ရေးရဲ့ထုတ်ပြန်ချက်တွေမှာပေါ်ပြထားကြောင်းသတင်းရရှိပါတယ်။မဲဆောက်မြို့ပေါ်အပါအဝင်ကျေးရွာတွေမှာပြီးခဲ့တဲ့ဇန်နဝါရီလ9ရက်နေ့လောက်ကစလို့အထောက်အထားမဲ့ဝင်ရောက်နေထိုင်သူတွေနဲ့ထိုင်းအစိုးရကန့်သတ်ထားတဲ့လုပ်ငန်းတွေကိုလုပ်ကိုင်နေသူမြန်မာနိုင်ငံသားတွေကိုထိုင်းအာဏာပိုင်တွေကဇက်တိုက်ဆိုသလိုဖမ်းဆီးအရေးယူတာတွေလှုံ့ဆော်လာနေတာပါတကယ်တမ်းဖမ်းဆီးခံရသူအရေအတွက်ဟာအယောက်60ထက်ပိုနိုင်ပြီးဒဏ်ကြေးနဲ့ပြန်လည်လွတ်မြောက်လာသူတွေလည်းအများအပြားရှိတယ်လို့သိရပါတယ်ဒါအပြင်မဲဆောက်မြို့ဈေးအတွင်းမှာလည်းထိုင်းအာဏာပိုင်တွေကဖမ်းဆီးမှုတွေဇက်တိုက်လှုံ့ဆော်နေတာကြောင့်ဇန်နဝါရီလ18ရက်အထိဈေးဆိုင်တော်တော်များများပိတ်ထားတယ်လို့လည်းမဲဆောက်ရောက်မြန်မာတချို့ကပြောပါတယ်ဈေးဆိုင်အလားဆိုင်မုံဆိုင် delivery စတဲ့လုပ်ငန်းတွေကိုနိုင်ငံသားတွေမလုပ်ကိုင်ဖို့ထိုင်းဥပဒေကထုတ်ပြန်ထားတယ်လို့ဆိုပါတယ်ဒါအပြင်ဒီလိုဖမ်းဆီးမှုတွေပြန်ပြီးခက်စိတ်စိတ်ရှိလာတာဟာပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကထိုင်းနိုင်ငံအတွင်းဖြစ်ပွားခဲ့တဲ့မြန်မာနိုင်ငံသားတချို့ရဲ့ရန်ပွဲတွေကြောင့်ဖြစ်တယ်လို့ထိုင်းရောက်မြန်မာတချို့ကပြောဆိုပါတယ်ရွှေ့ပြောင်းမြန်မာအလုပ်သမားအရေးကူညီဆောင်ရွက်ပေးနေသူတွေကတော့လက်ရှိအချိန်ဟာထိုင်းမြန်မာအလုပ်သမားတွေကြားပဏိပခဖြစ်ပွားထားတဲ့အပြင်ဝေါ်ပါမစ်တက်တန်းတိုးပြီးချိန်ဖြစ်တာကြောင့်စစ်ဆေးမှုတွေရှိနေတာဖြစ်ပြီးထိုင်းရောက်မြန်မာတွေအနေနဲ့အသွားအလာသတိထားကြဖို့တိုက်တွန်းထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာမွန်ပြည်နယ်မော်လမြိုင်မြို့မှာအာဏာသိမ်းစစ်ကော်မရှင်လက်အောက်ခံရဲကြီးအုပ်ချုပ်ရေးအဖွဲ့တွေဟာပြည်သူ့စစ်မှုထမ်းအတွက်အမျိုးသမီးစည်းရင်းတွေလိုက်လံကောက်ယူနေကြောင်းသတင်းရရှိပါတယ်စစ်ကော်မရှင်လက်အောက်ခံရဲကြီးအုပ်ချုပ်ရေးအဖွဲ့ဝင်တွေဟာစစ်မှုထမ်းအတွက်အမျိုးသမီးတွေရဲ့ကိုယ်ရေးအချက်လက်တွေအိမ်အောင်ရှိမရှိအပြင်အသေးစိတ်အချက်လက်တွေကအစကောက်ယူသွားပြီးအချက်အလက်တွေကိုတော့သက်ဆိုင်ရာကိုတင်ပြသွားမှာဖြစ်ပြီးအမျိုးသမီးစစ်မှုထမ်းစတင်ခေါ်ယူတဲ့နေရာမှာလိုအပ်ပါကအသုံးပြုသွားမှာဖြစ်တယ်လို့ရဲကြီးအဖွဲ့ဝင်တွေကပြောဆိုသွားကြောင်းဒေသခံတွေကဆိုပါတယ်မော်လမြိုင်မြို့ကန်တအူးကတော့လက်ရှိစစ်ကော်မရှင်လက်အောက်ခံရဲကြီးအဖွဲ့ဝင်တွေဟာအမျိုးသမီးစည်းရင်းတွေကိုအိမ်တိုင်းလိုက်လံကောက်ယူနေပြီးအသေးစိတ်အချက်လက်ကအစကောက်ယူကဘာလို့မယ်ဆိုတာတော့မပြောသွားဘူးလို့ပြောပါတယ်အမျိုးသမီးစည်းရင်းတွေကိုတော့ရက်ကွက်တချို့မှာကောက်ယူနေပေမဲ့တချို့ရက်ကွက်တွေမှာတော့ကောက်ယူသေးတာမရှိသလိုယခုလိုကောက်ယူတာဟာအမျိုးသမီးစစ်မှုထမ်းခေါ်ယူတဲ့အခါအစင်သင့်ဖြစ်အောင်ကောက်ယူတာဖြစ်နိုင်တယ်လို့သူကဆက်ပြောပါတယ်။ဆိုရင်တော့အမျိုးသမီးတွေကဘယ်လိုခေါ်မလဲအမျိုးသားတွေကကြန့်ခိုင်မှုရှိတယ်။ဘာလို့ဆိုအကြမ်းဖက်ခံနိုင်ရင်ရှိတယ်။မိန်းကလေးတွေကအိမ်မှာပကတ်လွဲချက်ပြုတ်အိမ်တော်မှုတာဝန်ထမ်းဆောင်နေတဲ့မိန်းမတွေဆိုတာအင်မတန်နူးညံ့တဲ့မိန်းမတွေပေါ့သူတို့အတွက်ကိုတော့မကာကွယ်နိုင်ဘူးနော်လို့အမျိုးသမီးတဦးကဆိုပါတယ်။အာဏာသိမ်းစစ်ကော်မရှင်ကပြန်လည်အသက်သွင်းခဲ့တဲ့ပြည်သူ့စစ်မှုထမ်းဥပဒေအရအမျိုးသမီးတွေဟာအသက်18နှစ်ကနေအသက်28နှစ်အတွင်းစစ်မှုထမ်းဖို့အတွက်အကျုံးဝင်သလိုကျွမ်းကျင်သူအမျိုးသမီးဖြစ်ပါကအသက်35နှစ်အထိအကျုံးဝင်တယ်လို့ပါရှိပါတယ်ကျွမ်းကျင်သူအမျိုးသမီးဆိုတဲ့နေရာမှာတော့ဆရာဝန်အင်ဂျင်နီယာစက်မှုလက်မှုပညာတတ်မြောက်သူဒါမှမဟုတ်အခြားအတတ်ပညာတရရက်နဲ့တက်မွေးဝမ်းကြောင်းနေသူတွေကိုဆိုလိုတာဖြစ်တယ်လို့ပြည်သူ့စစ်မှုထမ်းဥပဒေမှာဖော်ပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ Daily Voice မြန်မာရဲ့နနက်ခင်းသတင်းအစီအစဉ်တွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဘေးပရာဝေးကွာကြပါစေကျွန်တော်ဆန်လိုက်ထွန်းပါ